Hello Hillary ကဒီနေ့ bowling သွားဆော့ပါတယ်။အခုရောက်နေတဲ့နေရာကတော့မယန်းကုန်းမြို့နယ်9မိုင်တော်ဝင်လမ်းမှာရှိတဲ့ Royal Sportainment Complex တဲ့က Rock and Bowl ဖြစ်ပါတယ်။ Rock and Bowl က first floor မှာရှိတာနော်။ bowling ဆော့မယ်ဆိုရင်တော့1 lane ကို1 hour 8000ကျပ်ဖြစ်ပါတယ်။တစ် lane ကိုပုံမှန်လူ9ယောက်ဆော့လို့ရပြီးအများဆုံး9ယောက်ထိလည်းဆော့လို့ရပါတယ်။လူ9ယောက်ကျော်သွားရင်တော့တစ်ယောက်ကို extra fees 1000ကျပ်ပေးရပါတယ်။ကဲအဲ့ဆိုအရင်ဆုံး bowling shoes လေးငှားပြီးတော့ဆော့ဖို့ ready ဖြစ်အောင်ပြင်ဆင်လိုက်အောင်မယ်နော်။ bowling မဆော့တတ်သေးတဲ့လူတွေလည်းလုံးဝစိတ်မပူနဲ့နော်မဆော့တတ်သေးရင်လည်းသင်ပေးမဲ့ instructor ရှိရဆိုတော့ beginner တွေအတွက်လည်းအရန်ကိုအဆင်ပြေပါတယ် Hillary ကိုယ်တိုင်လည်း bowling ကို beginner level မှုလို့အမှားလေးရှင်လည်းခွင့်လွှတ်ပေးကြပါနော် Hillary ကတော့ဒီနေ့ဆော့ပြီးတော့ bowling ကိုတော်တော်သဘောကျသွားလို့နောက်ဆိုမကြတငယ်ချင်းတွေနဲ့လာဆော့တော့မယ်Pinterest vibe လေးရတဲ့ photo spot လေးလည်းရှိလို့ပုံလှလှလေးလည်းရိုက်လို့ရတယ်နော် bowling ဆော့ပြီးတော့အားလည်းနဲကုန်နေပြီဆိုတော့ Space Cafe မှာစားစရာလေးမှားလိုက်အောင်မယ်ဆိုင်လေးကလေတန်ရှင်းနဲ့တရက်ရှိပြီးတော့ဈေးနှုန်းတွေကလည်းတင့်နဲ့စားစရာနဲ့ drinks တွေကလည်းအရသာအရန်ကောင်းတာမို့လို့ bowling ဆော့ပြီးချေးဖို့ဆိုရင်တော်တော်လေးအဆင်ပြေပါတယ် Hillary ရောတငယ်ချင်းရောအိမ်ကြီးကအများကြီးကိုစားပစ်ခဲ့တငယ်ချင်းတွေနဲ့ကျောင်းပိတ်ရက်အလုပ်ပိတ်ရက်မှာ fan time ဖြတ်တန်းခြင်းတော့ဒီနေရာလေးကို Hillary က recommend ပေးရနော် Bye bye